ဘဝတစ်ခုမှာတေကံနီးကာလရောက်လာပြီနီးလာပြီဆိုလို့ရှိရင်တေငယ်စောနဲ့မျောနေတဲ့အချိန်မှာကိုလုတ်ခဲ့တဲ့စွမ်းအားကြီးမားတဲ့ကံတရားတွေဟာအရေးမဲကြီးလို့မိမိရဲ့စိတ်ထဲမှာပေါ်နေတယ်ကံအနေနဲ့လည်းပေါ်တယ်ကံအနေနဲ့ပေါ်တာဘယ်လိုပေါ်တော့ဆိုလို့ရှိရင်အခုလောလောဆယ်ပဲမကောင်းတဲ့အလုပ်တွေလုပ်နေရတယ်လို့ကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်ကြလည်းအခုလောလောဆယ်ပဲကောင်းတဲ့အလုပ်တွေလုပ်နေရတယ်လို့စိတ်ထဲမှာခံစားနေရတယ်ဟောဒီကံတရားတွေဟာဒါဘယ်သူကနေပြီးပေါ်ခိုင်းတာတော့ဆိုရင်ကံရဲ့စွမ်းအားတတ္တိကနေပြီးတော့ပေါ်ခိုင်းတာကံဆိုတဲ့သဘာဝစွမ်းအားတွေပေါ်နေတယ်ဥပမာဆိုတော့နေ့စဉ်ကမ္မထမ်းထိုင်တဲ့ပုဂ္ဂိုလ်တယောက်ဆိုလို့ရှိရင်တေကံနေကြတော့ဘုရားရှိခိုးမှာကမ္မထမ်းထိုင်ပြီးတော့စိတ်ထဲမှာကမ္မထမ်းအာယုကိုမှတ်နေတယ်ဆိုတဲ့အနေအထားမျိုးလေးစိတ်ထဲမှာပေါ်ပြီးတော့နေတယ်အဲ့ဒါကံဆိုတဲ့စွမ်းအားတစ်ခုအသစ်ပြန်ပြီးတော့ဖြစ်တဲ့အနေနဲ့အတိတ်ကဖြစ်ခဲ့တဲ့ကံတွေဟာအဲ့ဒီအချိန်မှာတကယ်လုံနေတဲ့အနေအထားမျိုးပြန်ပြီးတော့ပေါ်လာရတယ်အဲ့ဒီအတိတ်ကံဟာလာပေါ်တယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီအချိန်မှာမကောင်းတဲ့စိတ်တွေရဲ့အဲ့ဒီအချိန်မှာလာပြီးတော့ပေါ်နေတယ်လွှမ်းမိုးနေတယ်ကိုနေ့စဉ်လုပ်နေတဲ့အထဲမှာမကောင်းတဲ့အလုပ်ကလည်းမကောင်းတာတွေကိုလာပြီးမကောင်းတဲ့စိတ်အနေအထားတွေပေါ်နေတယ်ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်ကလည်းကောင်းတဲ့စိတ်အနေအထားတွေပေါ်နေတယ်အတိတ်ကဖြစ်ပေါ်လာခဲ့တဲ့မိမိလုပ်ခဲ့ဘူးတဲ့အရာတွေကအထိုအချိန်မှာပြန်လီတတိယပြီးတော့မိမိစိတ်အစဉ်ကိုလွှမ်းမိုးနေတယ်ဒါကိုကံအာယုံလို့ဒီလိုပြောတာအဲ့ဒါဘယ်သူကနေလွှမ်းမိုးအောင်လုပ်ထားတော့ဆိုတော့ဒီကံရဲ့စွမ်းအားကပဲလွှမ်းမိုးအောင်လုပ်ထားနောက်တစ်မျိုးပေါ်လာနိုင်တာကဘာပေါ်လာနိုင်တော့ဆိုရင်ကံပေါ်လာတာနဲ့တပြိုင်နက်ဘာတွေပေါ်နိုင်သေးလို့ဆိုရင်ကမ္မနမိတ်လို့ဆိုတဲ့ conditions of karma ကံရဲ့အချမ်းရအကြောင်းတရားတွေကလည်းပေါ်လာနိုင်တယ်ဥပမာမဲ့ဘုရားရှိခိုးနေတဲ့ပုဂ္ဂိုလ်တယောက်နေ့စဉ်နဲ့မှန်မှန်ဘုရားရှိခိုးနေသည့်အတွက်ကြောင့်တေကံဤကြတော့ဒီတေငယ်စောနဲ့မျောနေတဲ့အချိန်မှာသူ့ကိုယ်သူဘယ်လိုခံစားနေရတော့ဆိုရင်ဘုရားကနဲ့ရောက်ပြီးတော့ဘုရားကိုဘုရားမိပူဇော်နေတယ်ပန်းနေရေချမ်းနေကတ်နေတယ်ဘုရားရှိခိုးနေတယ်ဘုရားရုပ်ပွားတော်ကြီးကိုမြင်နေရတယ်ဟောပန်းတို့ရေချမ်းတို့စီမီတို့ကတ်လှူနေတာတွေကိုမြင်နေရတယ်အာယုန်ထဲမှာလာပေါ်တယ်